worry ဆိုတဲ့စကားလုံးပေါ့နော်စိုးရင်ပူပန်မှုတွေအဲ့တော့စိုးရင်ပူပန်မှုတွေကဘယ်လိုမျိုးဖြစ်ပေါ်လာတာလဲစိုးရင်ပူပန်မှုဆိုတာကမဖြစ်လာသေးတဲ့အနာဂတ်တစ်ခုကိုကြိုတင်တွေးတောစဉ်းစားပြီးတော့ thinking မဟုတ်ဘဲနဲ့ over thinking ဖြစ်သွားတဲ့အချိန်တွေမှာစပြီးတော့ဖြစ်တယ်အဲ့တော့ thinking ကိုကအနာဂတ်ကိုကြိုပြီးတော့တွေးတယ် thinking လုပ်တယ် thinking ပြီး planning လုပ်တယ်ဒါဆိုရင်တော့ကိစ္စမရှိဘူးအဲ့ planning လုပ်တာတကူကြော်ပြီးတော့ thinking လုပ်တဲ့အတိုင်းတာကြော်ပြီးတော့ overthink လုပ်တဲ့ခါကျရင်ကျတော့ကိုယ့်ရဲ့အုံနောက်ကစပြီးတော့ worry စိတ်စားဖြစ်တယ်လူရဲ့အုံနောက်ကငကိုတွေကကို positive thinking ထက် negative thinking ကို wiring လုပ်ထားတယ်အခြေခံထားတယ်ဒီလိုဖြစ်တာဒါလူသားတွေရှေးလူသားတွေရဲ့ရှိတဲ့ဒီ survival instinct ပေါ့နော်သူကဒီ worry ဖြစ်နေတာနေမှာမရှိရင်ဘယ်လိုလုပ်မလဲမလုပ်ရင်ဘယ်လိုလုပ်မလဲဒီ survival instinct ကြောင့်မို့လို့သူကဖြည့်ရှင်းနည်းတွေကိုရှာဖွေထားတယ်ဥပမာဒီ prayer စိတ်တွေရှေးလူသားတွေဆိုရင်ဆောင်းမင်းအတွက်ဒီအစာကိုကြိုပြီးတော့စုရတဲ့ဥပမာလိုမျိုးပဲအနာဂတ်အတွက်ကြိုတင်ပူပန်ပြီးတော့သူကလက်ရှိချိန်တွေမှာအဆင်ပြေအောင်လုပ်ထားမယ်တွေးထားမယ်ဆိုရယ်ဒီ survival instinct ကဒီရှေးလူသားတွေအတွက်ကတော့အရင်တော့ခက်တော့တိုးတက်တည်ထွင်မှုတွေဆိုတာအလောက်ထိမရှိသေးတဲ့အခါကျတော့လိုအပ်တယ်လေဒီလိုမျိုးပို့ပြီးတော့ကောင်းခြင်းနဲ့ပို့ပြီးတော့အဆင်ပြေခြင်းနဲ့တို့စိတ်တွေကြောင့်တည်ထွင်ဖန်တီးမှုတွေအများကြီးပေါ်ပါလားဒါပေမဲ့အခုနောက်ပိုင်းမှာဒီယနေ့ခေတ်တည်ထွင်ဖန်မှုတွေကြောင့်အားလုံးအဆင်ပြေလာတဲ့ခေတ်မှာကြာလူရဲ့လူရဲ့ဘာဖြစ်လာလဲဆိုတော့ overthinking ဖြစ်တယ် anxiety ဖြစ်တယ် worries ကနေစတာပဲပေါ့နော် worries ကနေစ overthinking anxiety ဖြစ်တယ်အဲ့အချိန်ဒီမှာဒါလူသားတွေရဲ့ mental health ကိုထိခိုက်စေတဲ့ stress တစ်ခုဖြစ်သွားတယ်ပေါ့နော်အဲ့တော့တော်တော်များများခုစိတ်ကြမ်းမာရေးကိုလိုက်စားရတဲ့သူတွေဆိုရင်သိလိမ့်မယ်ဒီ worries တွေ anxiety တွေရှိတာကြမ်းမာရေးတကယ်ကိုထိခိုက်စေမကောင်းဘူးပေါ့နော်အဲ့တော့ဒီ worries တွေကိုလာကိုယ့်ရဲ့စိတ်ထဲကနေရှင်းသွားအောင်ဘယ်လိုလုပ်ရမလဲဒါနီလာရတကယ်ယူရှင်းတယ် be your in presence moment be yourself in your present moment ပေါ့နော်ပြောမယ်ဆိုတော့ဒါ meditate နဲ့အောင်စင်တယ်ရှုသွင်းမယ်ရှုထုတ်မယ်ကိုယ့်ရဲ့လက်ရှိအခြေအနေမှာပဲနေမယ်လက်ရှိအခြေအနေမှာပဲစဉ်းစားပြီးတော့လက်ရှိအနေထားကိုပဲအကောင်းဆုံးဖြစ်အောင်နေမယ်ဒီနီလာတကယ်လည်းယူရှင်းတယ်ပြီးတော့တကယ်လည်းထိရောက်တဲ့ဒီ worries တွေကိုကင်းဝေးစေမယ်နီလာလည်းဖြစ်တယ်ကျမ်းမာရေးအတွက်လည်းကောင်းတယ်ပေါ့နော်ယူရှင်းနီလာလေးပဲ practice တော့လုပ်တယ် practice makes you perfect ဆိုတဲ့အတိုင်းပဲအလေးထားတစ်ခုပြစ္ဆုတ်ပံမှာပဲနေတတ်တဲ့အလေးထားတစ်ခုဖြစ်အောင်လုပ်ရမှာပေါ့အနာဂတ်ကြောင့်နေတွေးပြီးစိတ်ပူနေပြီဆိုရင်တိလိုက်ငါမဖြစ်သေးတဲ့အကြောင်းအရာတွေးပြီးစိတ်ပူနေရပဲဒါဆိုပါလေကိုပြန်ခေါ်လိုက်ကိုလက်ရှိချင်းတွေပြန်ခေါ်လိုက်လက်ရှိငါဘာလုပ်နေဆိုရဲဟာမျိုးပဲတွေးပြီးတော့လေ့ကျင့်တာမျိုးကလေ့ကျင့်ရနေပြီးတော့အလေးထားတစ်ခုဖြစ်ပြီးတော့မှနောက်ဆိုရင်အနာဂတ်ကိုတော့အလောက်ထိ overthinking ဖြစ်တော့မှာမဟုတ်ဘူးเนาะဒါဒီနီလန်လေးကိုဒီနေ့ဒါမျှဝေပေးရပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်